အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျွန်မအိမ်မှာဟင်းမချက်ဖြစ်တဲ့အတွက်ညစာကိုအပြင်မှာထွက်စားခဲ့ပါတယ်ဒီဆိုင်လေးကစားနေတဲ့သူတွေများတယ်ဆိုတော့ကြတော့ကျမတို့လည်းစားလို့ကောင်းမှာပဲဆိုပြီးတော့ကြတော့ဝင်ထိုင်ခဲ့တယ်ပေါ့နော်ထိုင်ပြီးမှမီနူးဖက်ကြည့်လိုက်တော့ကြတော့ဒီဆိုင်ကဖားတွေရောင်းတာဖြစ်နေပါတယ်အဲ့နဲ့ကျမလည်းစားမှတိတ်ပြီးတော့မဝင်မရဲဖြစ်သွားတယ်ပေါ့နော်ကျမကဖားသားကိုရင်းကမစားဘူးတာတော့မဟုတ်ဘူးငငယ်ကလေဖားကိုကျွတ်သွန်ပြူလေးနဲ့ကျွတ်လေးကြော်ထားတာကိုတစ်ခါတော့စားဘူးပါတယ်အဲ့နဲ့ကျမလည်းစားမလားမစားရဘူးလားဆိုပြီးဇဝေဇဝါဖြစ်နေအောင်ပေါ့နော်သူတို့ကအဲ့ဖားသားကြီးချက်ထားတာအနက်ကအရန်ကိုမှုေးပါတယ်အဲ့နဲ့ကျမလည်းရောက်တော့တစ်ခေါက်လောက်တော့စားကြည့်မယ်ဆိုပြီးတော့ကြတော့မှာစားခဲ့ပါတယ်ဒါတော့ကျမခောက်ဆွဲနဲ့မှာစားတာဖြစ်ပါတယ်ဒီဆိုင်ကဖားသားအပြင်အမဲသားလည်းရပါတယ်ဒါကတော့ကျမတို့ထမင်းနဲ့အမဲဖို့သားမှာထားတာဖြစ်ပါတယ်ဒါကတော့ရုံးမရီတီနဲ့ကော်ဖီတို့ပြုတ်ထားတာလေးပါကျမဖားသားကိုစားကြည့်တာတော့သူ့ရဲ့အရသာနူးနူးအီအီလေးပါပြီးတော့ကြတော့အရသာကြက်သားနဲ့လည်းတူပါတယ်ဒါပေမဲ့သူ့ကိုစားရနည်းနည်းတော့ဒုက္ခရောက်ပါတယ်ဘာလို့လဲဆိုတော့ကြတော့သူကအယိုးလေးတွေလည်းပါတယ်ဆိုတော့ကြတော့ဘောနော်ကျမတူနဲ့လဲစားမြတ်စွန်းနဲ့လဲစားမရနဲ့ဖြစ်နေရတယ်ကျမအဲ့လိုလက်နဲ့ပဲကင်ပြီးတော့ကြတော့စားခဲ့လိုက်ပါတယ်ကျမမှားလိုက်တော့ခောက်ဆွဲကိုဂျုံခောက်ဆွဲဖြစ်မယ်ထင်တာပေါ့နော်လာချတော့ကြာ instant noodle ပါအဲ့ဒါလေးတော့တိတ်မကြိုက်ပါဘူးခောက်ဆွဲထဲမှာမြေပဲဆန်ရယ်ငုံဥရယ်ပြီးတော့ကြာပဲရွက်လေးတွေပါပါတယ်အဲ့နဲ့ကျမလည်းဟင်းထဲကအနှစ်လေးထည့်ပြီးတော့ကြာနေစားလိုက်ပါတယ်သူ့ရဲ့ဟင်းကအနှစ်လေးကချူချူလေးဆိုတော့ကြာတော့နေလိုက်တော့ကြာတော့စားလို့ကောင်းသွားပါတယ်ဒါကတော့ကျမထမင်းနဲ့အမဲဖို့သားစားကြည့်တာဖြစ်ပါတယ်ကျမလေအရင်ကတည်းကအမဲသားကိုအကြိုက်ဆုံးမို့လားမသိဘူးပေါ့နော်ဒီအမဲသားနဲ့စားတာပို့ပြီးတော့ကြတော့ထိမိပြီးတော့စားကောင်းတယ်လို့ခံစားရပါတယ်ဟုတ်ကဲ့ပါကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင် Thank you